ကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှနေပြည်တော်သို့လေးလာခီလာရောက်ကြတဲ့တိုင်းသားစာပေနဲ့ယဉ်ကျေးမှုအသင်းဖွဲ့ကိုယ်စားလှယ်များအားတဲခင်းအဲခံတဲ့ဂုဏ်ပြုညစာစာဝယ်ခမ်းနားကိုဒီနေ့ညနေပိုင်းကတိုင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးရုံးစုဝေးခမ်းမမှာကျင်းပရာတိုင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဦးတန်းမောင်ကမိမိတို့ရဲ့ရရွာဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်စစ်မှန်သောပြည်အောင်စုစိတ်ဓာတ်ဖြင့်ဒီမိုကရေစီဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်အောင်စုကြီးပေါ်ထွန်းစေရေးကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှအားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်းပြောကြားပါတယ်။အိမ်နောက်ဒုတိယဝန်ကြီးဦးဆိုင်ထွန်းညိုကနှုတ်ခွန်းဆက်စကားပြောကြားပါတယ်။ဆက်လက်ပြီးကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှလေးလာခီလာရောက်ကြတဲ့တိုင်းသားစာပေနဲ့ယဉ်ကျေးမှုအသင်းအဖွဲ့12ဖွဲ့အားပြည်အောင်စုဝန်ကြီးနဲ့ဒုတိယဝန်ကြီးတို့ကချီးမြှင့်ငွေများပေးအပ်ပါတယ်။အိမ်နောက်ညစာကိုအတူတကွသုံးဆောင်ခဲ့ကြပြီးတိုင်းသားရိုးရာဒေသချင်းများအကလှများဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။